sales တွေမတက်ဘူး view တွေမတက်ဘူးဆိုတာကိုရှာနေတဲ့သူတွေအတွက်ဒီဗီဒီယိုတွေမှာအဖြေရှိတယ်ကိုကဗီဒီယိုလုပ်လိုက်တဲ့အခါမှာဆိုရင် sales တွေမတက်ဘူး view တွေမတက်ဘူးဆိုတာကိုမလုပ်တတ်တာမဟုတ်ဘူးနီးလန်းမှန်ရင်ဘလောက်ပဲကောင်းတဲ့အကြောင်းအရာတွေပဲကိုကတင်ဆက်ပြတာနေပါစေဗီဒီယိုတွေလုပ်နေပါစေကိုရဲ့ဗီဒီယိုကိုကြည့်တဲ့သူရှိမှာမဟုတ်ဘူး TikTok ရဲ့ algorithm ကလည်းအမြင်ဖြန့်ပေးနေမှာမဟုတ်ဘူးဒါကြောင့်မလို့ကိုက TikTok ရဲ့ algorithm အမြင်ဖြန့်ပေးဖို့အတွက်ကိုရဲ့ဗီဒီယိုတွေကနေ sales တွေတက်ဖို့ view တွေတက်ဖို့ဆိုရင်တော့လောက်ကမဲ့အရာကcontent quality မဟုတ်ဘူး content structure ပဲဖြစ်တယ်အဲ့တော့ content structure ကိုဘယ်လိုတိစောက်ရမှာလဲဆိုရင်ကိုကအခုဗီဒီယိုတစ်ပုတ်ဖန်တီးလိုက်တယ်ဖန်တီးလိုက်တဲ့အခါမှာဆိုအခုတော်တော်များများကတော့ပြောကြလိမ့်မယ် content စတိစောက်တယ်လူတွေရက်ကြည့်ဖို့လူတွေကိုဗီဒီယိုကိုအဆုံးထိရက်ကြည့်စေဖို့အတွက်သုံးရမယ့်နည်းက hook လို့ပြောကြလိမ့်မယ် hook ဆိုတာကကြတော့အခုလူတွေကိုရဲ့ဗီဒီယိုကိုအဆုံးထိရက်ကြည့်စေဖို့အစမှာတည်းကနေဖန်တီးရမယ့်အရာမျိုးမဟုတ်ဘူး hook သုံးတဲ့အခါမှာဆို3 level အနေနဲ့သုံးပေးရမယ်ပထမ hook ကကြတော့ main hook ဒုတိယ hook ကကြတော့mini hook တတိယ hook ကကြတော့ value hook ဆိုပြီးတော့ hook 3မျိုးနဲ့သုံးတက်ပေးရမယ်အဲ့တော့ကိုကသုံးလိုက်တဲ့ hook ကတစ်ခုတည်းပဲပါနေမယ်ဆိုရင်လူတွေကကိုယ့်ရဲ့ဗီဒီယိုကိုကြည့်မှာမဟုတ်ဘူးနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ဗီဒီယိုကို3စက္ကန့်အတွင်းမှာရက်ကြည့်စေဖို့အတွက်ကိုကထိမ့်သိမ်းထားရမယ်အဲ့ဒီလိုနီလန်းတွေမထိမ့်သိမ်းထားနိုင်ဘူးဆိုရင်2026မှာပြောင်းလဲသွားတဲ့ TikTok algorithm ကကိုယ့်ရဲ့ဗီဒီယိုတွေကိုအများကြီးဖြန့်ပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ကိုကအခုဆိုရင်ပြောင်းလဲနေတဲ့ algorithm နီလန်းအသေးစိတ်တွေပြောင်းလဲနေတဲ့ sale တွေကအစား content ဖန်တီးနည်းတွေကအစားကိုကတိတိကျကျတိမှတာလင်းကိုယ့်ရဲ့ဗီဒီယိုကနေပြီးတော့မှ view တွေတက်မယ် sales တွေကစားကိုအများကြီးလုပ်လို့ရမယ်ဒါကြောင့်မလို့အခု2026ရဲ့ TikTok algorithm တွေပြီးရင်မြန်မာဈေးကွက်မှာဘယ်လိုမျိုးဈေးကွက်ချရမလဲဆိုတဲ့နီလန်းတွေပြောင်းလဲသွားတဲ့ content အကြောင်းတွေဖန်တီးလို့ရအောင်လူတွေကိုယ့်ရဲ့ဗီဒီယိုကနေဘယ်လိုမျိုးသွားပြီးတော့မှကိုယ့်ရဲ့ပစ္စည်းတွေကိုဝယ်ယူမှာလဲနောက်တစ်ခုအနေနဲ့ကကြတော့အခုဆိုရင် TikTok မှာ live ဆိုရင်လည်းပဲဘယ်လိုပြောင်းလဲသွားတဲ့ live ထဲမှာပါနေတဲ့ setting အပိုင်းတွေကစားကိုဘယ်လိုချိန်မလဲ live ကနေကိုဘယ်လိုမျိုးအယောင်ရအောင်လုပ်မလဲဆိုတဲ့နီလန်းအသေးစိတ်တွေအပြင် TikTok ရဲ့ boosting ပိုင်းတွေကစားအများကြီးတင်ကြားရမှာပါအဲ့တော့မြန်မာဈေးကွက်မှာကိုဘယ်လိုဖောက်ကမလဲဆိုတဲ့နီလန်းတွေကစားအသေးစိတ်သိချင်နေဆိုရင်တော့အခု2026 TikTok branding secret သင်တန်းကြီးရှိပါတယ်ဒီသင်တန်းကအပြင်တွင်း2ရက်တာသင်ကြားပေးမဲ့သင်တန်းကြီးဖြစ်ပါတယ်ဒီသင်တန်းဟာဆိုရင်အခုဆိုရင်တော့အထူးကြီးကလူကြီးကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel တူတူအပြင်တွင်းမှာစာတွေးလက်တွေ့သင်ယူခြင်းနဲ့ဆိုရင်တော့အမြန်ဆုံးလာပြီးတော့ဆောင်လို့ရပါပြီကျေးဇူးတင်ပါတယ်